စံစုမယ်လို့ဆုံးဖက်ပေမဲ့လာကုန်တိုင်းဘာလို့အိတ်ကက်ပြနေတာလဲသိလားအဖြေလခမားရဲ့စိတ်ဓာတ်မခိုင်မာလို့မဟုတ်ပါဘူးခမားရဲ့ပတ်ဝန်းကျင်ကြောင့်ပါနေကောင်းကြလားခမား Book 2 Money ကကြိုဆိုပါတယ်ဒီနေ့မှာတော့ Atomic Habits စာအုပ်ချဲကခမားကိုချမ်းသာစေမယ့်အကြံဉာဏ်တစ်ခုအကြောင်းပြောပြခြင်းပါတယ်အဲ့ဒါကတော့ Environment Design ဒါမှမဟုတ်ပတ်ဝန်းကျင်ကိုပုံစံချတာပါလူတွေကပတ်စံစုဖို့ဆိုရင်ငါဒီလာတော့အောင်းကြီးပြီးစုမယ်ဆိုရင်စိတ်ဓာတ်အင်အား will power ကိုပဲသုံးကြတယ်ဒါပေမဲ့စိတ်ဆိုတာကအမြဲပြောင်းလဲနေတာပါဥပမာလေးတစ်ခုကြည့်အောင်ခင်ဗျာဖုံးဖွင့်လိုက်တိုင်း Shopee ကို TikTok Shop တို့ကမျက်စိရှိမှအမြဲရှိနေမယ် notification တွေကလည်းတက်နေမယ်ဆိုရင်ခင်ဗျာဘလောက်ပဲစိတ်ထိန်ထိန်တခုခုဝဲမိမှာမယ်ဒါဟာပတ်စံဖြုံးမှုပတ်ဝန်းကျင်ကလွယ်ကူလုံးနေလို့ပါဒါကို Atomic Habits နည်းလမ်းအရာပြောင်းပြန်လှန်ပြရပါမယ်မလိုအပ်ပဲပတ်စံထွက်စေမဲ့ shopping app တွေကိုဖုန်းရဲ့ပထမဆုံး screen မှာမထားပါနဲ့အဝေးဆုံးမှာတွားတင်ထားဒါမှမဟုတ် delete လုပ်လိုက်ပါဝယ်ရခက်အောင် friction လုပ်ပစ်တာမှာတစ်ဖက်မှာလည်းပတ်စံစုရတာလွယ်သွားအောင်လာစာဝင်တာနဲ့စုမဲ့ account တွေကို automatic ရော့သွားအောင်လုပ်ထားလိုက်ပါကိုယ်တိုင် manual လွှဲเสียမလိုတော့တဲ့အတွက်ပြက်ကွက်ဖို့ခက်သွားပါလိမ့်မယ်မှတ်ထားရမှာကအလေးအထတစ်ခုဖြစ်လာဖို့ဆိုတာစိတ်ဓာတ်ပြင်းထန်ဖို့ထက်အတအစီးနည်းဖို့ကပိုအရေးကြီးပါတယ်ပတ်စံစုခြင်းရင်စုရတာလွယ်ကူတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပါပတ်စံဖြုံးခြင်းရင်ဖြုံးရတာခက်ခဲတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပါဒါပဲဗျာဒီနေ့ကစပြီးတစ်ခုပဲလုပ်ကြည့်ပါခမားကိုပတ်စံဖြုံးအောင်ဆွဲဆောင်နေတဲ့ shopping app တစ်ခုကိုဖုန်းထဲကနေအခုပဲဖျက်ပစ်လိုက်ပါဝယ်ရခက်အောင်လုပ်လိုက်ကဟာစုမိဟိုပထမဆုံးခြေလမ်းပါပဲနောက်ထပ်စာအုပ်ကောင်းတွေကနေငွေရှာနည်းတွေကိုသိချင်ရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမြင်နဲ့အောင်တော့အားလုံးပဲကြွယ်ဝချမ်းသာကြပါစေ။